မင်းကလေးတယောက်ဟာတောင်ကြီးမှာလူဆိုးလေးယောက်ရဲ့ဝိုင်းပိတ်တာကိုခံလိုက်ရပါတယ်ထွက်ပြေးစရာလမ်းမရှိတော့တာနဲ့လွတ်မြောက်ဖို့အတွက်တောင်နရံကိုလက်ပလာနဲ့အရဲစွန်ပြီးစတက်ခဲ့ရတာပေါ့ဒါကိုမြင်တော့လူဆိုးတယောက်ကနောက်ကနေလိုက်တက်လာခဲ့ပြီးမြခလုတ်တိုက်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ကျန်တဲ့လူဆိုးတွေလည်းဒေါသတွေထွက်သွားကြပေမဲ့ဒဏ်ရာရသွားတဲ့သူတို့အပေါင်းဖော်ကိုအနီးအနားကတဲစီအရင်ခေါ်သွားပြီးစေကူပေးခဲ့ရတာကြောင့်လီဆာကိုဆက်တက်ခွင့်ပြုလိုက်ရတယ်လို့ဖြစ်သွားခဲ့ပါတယ်ခဏကြာတော့ဒဏ်ရာရတဲ့လူနည်းနည်းတက်တာလာတာနဲ့လူဆိုးတွေကလီဆာနောက်ကိုဆက်လိုက်ကြပြန်ပါတယ်ဒီအချိန်မှာလီဆာကတောင်ပေါ်ကလိုင်ကောင်းသေးလေးတစ်ခုစီရောက်သွားပြီးအင်အားမွေးဖို့ရေနာတောက်ဖက်နဲ့လည်းလက်မှာပေါင်တာမုတ်တွေလူပြီးတောင်ပေါ်ကိုဆက်တက်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲလူဆိုးတွေလည်းအသက်ပစ္စည်းအပြည့်အစုံနဲ့တောင်အောက်ကိုရောက်လာခဲ့ကြပါတယ်လီဆာမြင့်တစ်ထက်မြင့်အောင်တက်သွားတာကိုကြည့်ပြီးအပေါ်မှာအေးလုံးနာကြောင့်ဒီတိုင်းတက်ရင်တေလန်းပဲရှိမယ်ဆိုပြီးအေးဆေးပတ်တက်လို့ရတဲ့ဘေးလန်းကြောင်းအတိုင်းတောင်ပေါ်ကိုတက်သွားကြပါတယ်လီဆာကခွန်အားပြည့်နဲ့တောင်ပေါ်ပလက်ဖောင်းစီရောက်သွားချိန်မှာတော့လူဆိုး၃ယောက်ကလည်းတောင်ပေါ်ကိုရောက်နေကြပါပြီအပေါ်ကလူဆိုးတွေအတန်ကိုကြားလိုက်ရတော့လီဆာစိတ်ပြတ်သွားခဲ့ရတာပေါ့ဒါပေမဲ့နောက်တစ်ခဏမှပဲလူဆိုးတွေကသူ့ကိုဆွဲတင်ပေးဖို့ကြိုးတစ်ချောင်းချပေးလာခဲ့ပါတယ်လီဆာကတော့လက်မလျှော့ပဲလူဆိုးတွေကြိုးပြန်ဆွဲတင်တာကိုစောင့်နေခဲ့တယ်လူဆိုးတွေကြိုးဆွဲတင်လိုက်တဲ့အခါလီဆာရေးထားတဲ့ FUCKYOU ဆိုတဲ့စာရွက်လေးကိုတွေးလိုက်ရလို့အပေါ်ကနေဒေါသတကြီးအော်ဟစ်ကြပါတော့တယ်ညစ်နဲ့လာတော့လီဆာလည်းမောပန်းပြီးစားလောင်နေတာကြောင့်တောင်နေရံမှာချိတ်ထားတဲ့တဲလေးကိုဖွင့်ပြီးအထဲဝင်လိုက်ပါတယ်ဒီညတော့အေးအေးဆေးဆေးအိပ်ရတော့မယ်လို့ထင်ခဲ့ပေမဲ့အိပ်ပျော်ခါနီးမှာပဲပခက်ကလှုပ်ရမ်းလာပါတော့တယ်